မြင်းကတန်နဲ့မွေးမြူကတန်ပေါ့နော်ကွာခြားချက်လို့ပြောပြမယ်တို့ဈေးကွက်ထဲမှာဟိုမြင်းကတန်မွေးမြူကတန်မြင်းကတန်လုပ်ပြီးရောင်းနေတဲ့လူတွေဟိုဂျင်းမိပါဆိုလို့ပါစားသုံးလူတွေဒီမှာဒါမြင်းကတန်ဒါမွေးမြူကတန်မွေးမြူကတန်နဲ့မြင်းကတန်တွေကဟိုမွေးမြူကတန်တော်များဒီကြောမဲတယ်ပေါ့နော်မြင်းကတန်လည်းမဲတော့မဲဒါပေမဲ့မွေးမြူကတန်ပိုမဲတယ်နောက်ဒီကောကျတော့လုံးဝအဖြူရောင်မွေးမြူကတန်ကျတော့ဒီဘိုက်တွေကကျတော့လုံးဝအဖြူရောင်မြင်းကတန်ကျတော့ဒီအဖြူမှာရွှေရောင်လေးနဲ့တန်းနေတယ်သူတော့ပြီးတော့မွေးမြူကတန်ကျတော့အရာတို့တယ်ဒါလည်းအကောင်ချင်းတူတော်မှအရာတို့တယ်မြင်းကတန်ကျတော့အရာရှိတယ်ဒီမှာကြည့်လိုက်ကွာထားပုံလေးကြည့်လိုက်ဒီမှာမြင်းကတန်ဒါမွေးမြူကတန်စားတိုင်းလဲကွာတယ်မြင်းကတန်ကျတော့လေးလေးပင်ပင်ရှိတယ်အနက်ဘက်ကလည်းဟိုကောင်းတယ်ပေါ့နော်ဒီကောင်ကျတော့မွေးမြူကတန်ကျတော့ဟိုအနက်ကတော့တိတ်ပြီးတော့မြင်းကတန်လောက်မကောင်းဘူးပေါ့နော်စားသုံးလို့လူကစားလို့ဟုတ်တာပြပါလေမြင်းကတန်တော်တော်များများတော့ဥစ္စာအရေးလေးနဲ့ပေါ့နော်အရေးလေးနဲ့မကြီးနစ်နေနဲ့ချက်ရင်တော့ပို့ပြီးတော့စားကောင်းတယ်ကျွန်တော်တော့အဲ့လိုပဲကြိုက်တယ်အားလုံးကျေးဇူးပါ